ဟာယာတိနယာမကျောင်းတက်ကြီးရဲ့ဥတိပဒါနဆရာတော်ဗဒ္ဒန္တတက္ကဝန္တတက်တိမေတ္တာပူဇာဆရာတော်အရှင်သူမြတ်ဘုရားဒီဒါယကဒါယိကာမများအားတရားဟောဖို့ရအချိန်ကြာရောက်ပါသဖြင့်တရားပလင်ပေါ်သို့ကြွရောက်တော်မူပါအရှင်ဘုရားဗုဒ္ဓတပူဇံမဟာတိဇဝေလောဓမ္မတပူဇံမဟာပိညဝေလောသံဃတပူဇံမဟာဘောဂဝေလောဘုရားတရားတန်ခါရတံမြတ်တုပ္ပဝုထိမှာပန်းစင်းရဲ့ဗုဒ္ဓမြတ်စွာကာရဏရောင်းဝါနေထက်လဲပါစေဗုဒ္ဓမြတ်စွာကာရဏရှေးကြာအတွက်ပြီးပါစေတတဝါမန္တ၍တရားပြုချမ်းမြေ့တာယာရှိကြပါစေတတဝါအာလုံးမေတ္တာဖို့ရှင်ပြုံးတာယာရှိကြပါစေကောင်းမြတ်ချမ်းသာတဲ့ဒီမင်္ဂလာရှိကြတဲ့မြတ်ဗုဒ္ဓရဲ့ကာသံတော်နဲ့2569ခုနှစ်လူတို့ဝါဘောဇာတက္ကိရဲ့1389ခုနှစ်ဇောင်းလုံး၅နှစ်ကျော်တည်းရဲ့ခရစ်တက္ကိရဲ့2025ခုနှစ်နိုဝင်ဘာလ9ရက်မင်္ဂလာရှိသောညချမ်းချိန်ကာလများတွင်ရန်ကုန်တိုင်းဒေသကြီးမော်ဘီခရိုင်မော်ဘီမြို့နယ်ဗန်မကုန်းကြီးရွာအုပ်စုကရာယုံကြီးရွာမဟာရာဇနာယာမတောင်းတဲ့ပြည်တွင်၌ကထေရီတို့ဓာယိကာဥဒ္ဒနှင့်ကထေရီတို့ဓာယိကာမတော်ရင်မျက်နှာသမီးမယူရမိုးရှင် USA ကားပရိုက် USA မိသားစုတို့ကထေရီတော်မင်္ဂလာအောင်ဝဲဓမ္မပူဇာတပင်ဒုတိယညအောင်ဝဲညအခမ်းအနားစီစဉ်များဖြစ်ပါလေရှင်ဗျာအခမ်းအနားမစတင်မီအခမ်းအနားစီစဉ်များတို့ပြင်ဖတ်ကြားကြောက်ထားပြုပါရဲ့ဘ
ဘုရားကြီးတော်ခြေတော်တော်ဥက္ကဋ္ဌတယောက်သားတန်ကြအပ်ပါလေရှင်ဗျာရည်စင်းတဲ့နမောတတ္တသုံးကြိမ်တန်တဲ့မြတ်ဘတ်ပူဇော်၍ဓမ္မပူဇာရတိကြီးများမြေမှရှိစွာဖုန်နေခြင်းဖြစ်ပါလေရှင်ဗျာခန္ဓာစီခြင်းနဲ့တရားချစ်ခင်ဓမ္မမိတ်ဆွေတို့လိုချင်းတို့တော်ကောင်းကောင်းတို့ဟာငါးပါးတိကကြီးမြတ်ပေးတာလေးဖြစ်ပါလေရှင်ဗျာခန္ဓာစီခြင်းတို့ဆရာတော်ဘုရားဓမ္မတရားတော်ဂါထာတော်ဖြင့်ဂရိတ်7ကျောင်းသားလေးမောင်ချမ်းမြေတော်မှာတရားတောင်းခြင်းဖြစ်ပါလေရှင်ဗျာခန္ဓာစီခြင်းလေးဓမ္မပူဇော်လူတော်ဝင်များစက္ကန့်ပူဇံပူဇော်ခြင်းဖြစ်ပါလေရှင်ဗျာခန္ဓာစီခြင်းမှာလူနာမှုစုစုတို့ရဲ့ရေစက်တွင်းချအလှပေးဝေခြင်းဖြစ်ပါလေရှင်ဗျာခန္ဓာစီခြင်းကြောင့်ဗုဒ္ဓကာရဏံစိဏံတိတဲ့သူသုံးကြိမ်ကံဉာဏ်ပြပတ်ပူဇော်၍လူတော်ကတိလူတော်ပြေကအောင်ဝဲဓမ္မပူဇာတိတရားအောင်မြင်စွာပြီးတောက်ခြင်းဖြစ်ပါလေရှင်ဗျာသူဖြစ်ပါ၏ခန္ဓာစီခြင်းများစတင်ပြုပါရဲ့ဘုရားရှင်တော်ခြေတော်မူခဲ့၍တယောက်သားတန်ကြအပ်ပါလေရှင်ဗျာခန္ဓာစီခြင်းတရားနမောတတ္တသုံးကြိမ်တန်တန်ပြပတ်ပူဇော်၍ဓမ္မပူဇာရတိတရားဖွင့်နေခြင်းဖြစ်သည့်အတွက်ရန်ကုန်တိုင်းဒေသကြီးမော်ဘီခရိုင်မော်ဘီမြို့နယ်ဗမေဘုံကြီးရွာအုပ်စုကလိုင်းဘုံကြီးရွာမဟာနာမင်္ဂလာမှာကျောင်းတဲ့ကြီးကထေလူတော်မင်္ဂလာအောင်ပွဲဒုတိယညဓမ္မပူဇာရတိတရားဆရာတော်ဘုရားနဲ့တကွတရားချစ်ခင်ဓမ္မမိတ်ဆွေပေါင်းတို့ကနမောတတ္တသုံးကြိမ်တန်တဲ့ပြပတ်ပူဇော်၍ဓမ္မပူဇာရတိခန္ဓာဖွင့်နေပေးပါရဲ့ဘုရားကြီးတော်ခြေတော်တော်ဥက္ကဋ္ဌ၍တယောက်သားတန်ကြအပ်ပါ၏ရှင်ဗျာနမောတတ္တဧဝံဧရဟတောသမ္မာသမ္ဗုဒ္ဓေနမောတတ္တဧဝံဆက်လက်၍ခန္ဓာစီရင်နေရာတရားချစ်တဲ့ဓမ္မမိတ်ဆွေယူတော်ရဲ့ပြောင်းပေါင်းတို့ဟာငါးပါးတိကကြီးကျယ်ဝေဒနာကြီးဖြစ်ပါလေရှင်ဗျာသူဖြစ်ပါ၏ဆရာတော်ဘုရားထံတွင်ငါးပါးသောပစ္စည်းအတူညီခံယူကြရအောင်မနောတရာနာလဖြင့်ဩကာသဘောဇူဟာညီညာပြပြပူဇော်တော်ကြပါဘုရားJaya Nidhi
Kesong lagi berkehuni Ayam ketiga kejai neksin Jadi nunggasin yang berbuka-kekeke Ya yulang buka sitong awatong mulati Niyanya yerena Yang itu yang terhasil Wasulah diseniniku Niwilah Nuktak jindu Yerena damat sinago Mahadagi siyakta Wasulah diseniniku Asilakanlah dan apatuniwi Lali nasu jadaya jamudi ecing kalak kesayangan Kek-kek-kek citang bawa-bawa lagi Tiang ngejerenang Tiang itu yang semacam lagu sendiri Jama sejima itu Yerenatkan gak Mahadagitian kamungewa lagu sendiri Mahadama sejatuh Iwabiyaka Mayana Kek-kek-kek citang bawa-bawa lagi Kangganya yerena Kek-kek-kek citang bawa-bawa lagi Konggo Tiangnya yerena Kek-kek-kek citang bawa-bawa lagi Konggo Tiangnya yerena Kek-kek-kek citang bawa-bawa lagi Konggo Tangan yerena Yerena nyantung bandra yotin Nandana semulik Siku kundo kundo malaya Kedol lajaya kundo adondo Kama pangdura pangduri Isukan nandara jaga bawa dan Atai sijin asin lajin Sata jidin mo'a jidin Nyanjin nyajidin Punga kumpan wajidin Mayangin talyadin Pungai sijin Osaru punga jidin Yaminayadin Pungai sijin Osaru jidin Ajay kekanya jidin dihuta Pangdung loya Akyabya Deki kekala Gudamana turut ini turut Bang Deye Nantang kekani jambu Lekuta ajay Yenyan da'ati Nanggo Jena Maupunya Nangga Bongga Kukutu Kukutu Nangga Ciklawasi
Udiyampi Bhagavata Kisami Udiyampi Bhagavata Kisami Udiyampi Bhagavata Kisami Kadiyampi Bhagavata Kisami Kadiyampi Bhagavata Kisami Kadiyampi Bhagavata Kisami Udarana Kamana Paripurna Anati Pada Viramani Sekhavara Samadhiyami Atena Dana Viramani Sekhavara Samadhiyami Ametu Sasara Viramani Sekhavara Samadhiyami Buddha Vaca Viramani Sekhavara Samadhiyami Ulamela Bisa Pamadachana Viramani Sekhavara Samadhiyami Idam Punya Bodhinyanatta Visayo Adu Divija Sambati Jayakina Dunane Bantung dan Chanda Vidaswata Vijanane Navaya Jaya Sangha Asin Sopa Asum Natarana Bome Saha Adaya Kwakesa Silang Avata Sigaram Yadutu Saru Sangha Dewa Madyo Bapa Madyo Majapam Sa-sa-hi Tenaya Bhakti Domeni Alam Bhakti Jakola Alama Siram 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 Bhakti Atma-adina Mani-manaya Mahamasa Sajitya Tunne Samadhisya Bodhi-guna Yisama Atuk Nanja Kumya Tadiဆက်လက်ပြီးဌာနစီစဉ်300ဆရာတော်ဘုရားဓမ္မတရားတော်ကာလဖြင့်တရားတော်နေဖြစ်ပါလေဆိုဗျာသူဖြစ်ပါလေဆရာတော်ဘုရားဓမ္မတရားတော်ကာလဖြင့်တရားတော်နေနိုင်ပါရဲ့ရိုင်းမကြီးရဂရိစေတိကျောင်းသားလေးမောင်ချမ်းမြေတော်အားလေးစားစွာဖြင့်တန်ကြပါလေခင်ဗျာဆရာတော်ရှင်သူငယ်ကြီးတရားကျွမ်းရောက်လာကြပါကုန်သောတရားနာပရိသတ်များ၏ကိုစားဘုရားတပည့်တော်မောင်ချမ်းကြီးဆောင်မှာသမ္မာရဏနဲ့ဓမ္မရာနဲ့ဇိညာတိဟူသောတရားတော်ဖြင့်တရားတော်ဖြင့်ပြုတော်မူပါဆရာတော်ရှင်သူငယ်ကြီးတရားသမ္မာရဏဓမ္မရာနဲ့ဇိညာအလုံးစုံရှိသည်များဒါနာဘုရားများတွင်ဓမ္မရဏတရားခေပေအပူရိပ်မှုဆောင်ထိန်ရောတရား
တရားမိန်ဖောင်းကြီးစီ၍တွေ့မိသမျှတာရကကိုကေမယံမျိုးဆရာတော်အရှင်သူမြတ်ဖေဟာနေဘုရားရှင်ကလေးအမွေမပြေတန်ရာလေးမောတပည့်တော်မာလူအားဓမ္မစီဝေထိန်တရှိခြင်းနှင့်ခပ်ပေဒုက္ခဘေကိယဟုလမ်းမှန်ရောပြသာနာတိလာကမထာကို၎င်းဘုမာတေပြပဒလောကဩဃာသတွင်ဘဝရလာဘုသူငါတို့မမျောပါပဲမြုံနေဖြင့်ဒီဝေဝေနိုင်မလုံးစံနိုင်သည်ပေအပိတိုင်းဝေစီဖို့မဂ္ဂမြဲဝေဒုက္ခမြေ၍ကိစေတမုဒိယနိရောဓတုပြေကြောင်းလေကံတရားမြတ်ဓမ္မကံကိုဖြင့်ယုတ်နံသဘောဉာဏ်စေလော၍ဟောကြားတော်မူပါတကြွနွယ်ဝေဆရာတော်ရှင်သူမြတ်ကြီးဖေဟာသာဓုသာဓုသာဓုပါဖေဟာ ဘုရားရဲ့အထာပါရဲ့သောကျေနဲ့ကိုယ်ကိုယ်ရဲ့လူတွေရောဘာပေါ်တာလဲဆောင်းတဲ့စစ်စစ်တဲ့ဘာလို့ဒီဘောတန်ဒီကတိအော်ဒီရအော်ဒီနေအဝတ်ကိုဒီလာဝတ်ကိုအဲ့ဒီဒီလာ Maharaja Rama Ranggat Wijaya Yahu Lapa Kamu lagi juga Tidak ada Mahura Mahara Angara Bersenya Panggido Menangkan yang laku Tangka Bumbu Ayo Tidak Ketinggan Insek Ketinggan Tidak on with the market what we do United States everybody is done like it I'm not going to be like it and we might be a most into it on the left let's look at it we got to go back and take what we got to go back and we got to come to it up to take a new work ông về rồi ra để từ ông quê sự đi đâu hôm nay tôi nghe những nhà tập những cả đó ông mong đợi đi chơi những cái phong thủy đi chơi những con bạn đi để đi chơi những con đó đi chơi sự tự nhiên chơi sự tự nhiên là được ông mới cho mà làm cái gì phải như là Amali, Surya, Lalala, Ayah, Raja, mengenai diri kepada mengenai diri, diri kepada orang mengenai apa diri kepada ini diri akan dari diri, mengenai diri mengenai diri, Allah berdiri. Sebelum masuk ayah, lalu
ဒီလိုကြောင့်ဘုရားရဲ့ဓမ္မဒေသနာတွေကိုသိချပြီးတော့အားလုံးဓမ္မကိုသိပြီးတော့သင်ပြီးနားလည်ကြပါလိမ့်မယ်အကျိုးမှာတရားနာပြီးလို့ကောင်းတယ်လို့အခုဒီလိုလုပ်ဖို့ဖြစ်ပါတယ်တရားကောင်းတယ်ကအပြန်လမ်းကြီးလာပါစေအတရားတော်ဒီဓမ္မကျေသနာကိုသိဖို့မတတ်သေးဘူးမဟုတ်ကြဘူးတရားပိုင်ခြင်းဖြစ်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားဒုက္ခနာနေဝိနာဤဓမ္မကိုပလင်တော်ကနေပြီးတော့ဘုရားရဲ့ဂုဏ်တော်ရဲ့ထုံးပြီးတော့ဘုရားမယ်အလောကဓမ္မမိတ်ဆွေတို့ရဲ့အပေါင်းတို့ကလည်းဟောလေးရှိတတိပတာဘုရားဆရာတော်ရဲ့အတူတော်ကဘုရားရှင်ကိုယ်တော်မြတ်ကြီးအားပူဇော်နေရတဲ့စိတ်နဲ့အာရုံပြုပါပါဒီလိုအောင်ဝဲဆိုတော့ဒီလိုနဲ့ပူဇော်နေအောင်ကားနဲ့ဆရာပူဇော်နေရတဲ့ကိုယ်နဲ့ဘုရားမောတေဝိစေကြုံမေဆရာတော်တော်ဆရာ ဒီလို
သာသနာတော်ကြီးရဲ့ဒီလိုသာကိုဆက်ပါပါစေသာသနာကိုသူဒီခောက်ကသူရတဲ့ဓမ္မအပေါင်းတွေရဲ့ဒီကြောက်ကသင်္ကန်းပါစေလက်ရမအပေါင်းတွေရဲ့အာရုံတော်ကောင်းမှုစဉ်ကုသိုလ်စဉ်အာရုံတော်မှာပေါင်းပြီးဆောက်ရှောက်ပါစေဆိုတဲ့ဒီရဲ့ဒီလိုမေတ္တာပို့ရအောင်အာရုံလိုက်ဆိုလိုက်ရဘုရားမြတ်စွာသာသနာယောဝနေတုနေပါစေဘုရားမြတ်စွာသာသနာယောဝနေတုနေပါစေဘုရားမြတ်စွာသာသနာယောဝနေတုနေပါစေဒုကြောင့်ဓမ္မသာသနာယောဝနေတုနေပါစေဘုရားဘုရားဓမ္မသာသနာယောဝနေတုနေပါစေဒုကြောင့်ဓမ္မသာသနာယောဝနေတုနေပါစေဒုကြောင့်ဓမ္မသာသနာယောဝနေတုနေပါစေသာသနာအားသာလူမများဒီဝါတုတ္တကြပါစေဘုရားသာသနာအားသာလူအများဒီဝါတုတ္တကြပါစေသာသနာအားသာလူအများဒီဝါတုတ္တကြပါစေသာသနာအားသာလူအများဒီဝါတုတ္တကြပါစေသမ္မာဒေဝနတ်ယမကောင်းကဆောင်ရှောက်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 ကြပါစေသတ္တနာသသလောကတ္တဟောတိဘဝတုတ္တဝရသတ္တနာပိစလောကိသဒေဝရကံတုတ္တဝရသတ္တနာသသဗုဒ္ဓမြတ်စွာသမဏတော်မြတ်ကြီး၎င်းလောကတ္တသသဗနာတိလိုတိကိုအာသအာလုံးသောဓမ္မဓမ္မအပေါင်းတို့၏၎င်းဟုတ်ကိလောကုလောကိငတိအကျုံးပွားတို့စီမင်းခြင်းသည်သဗ္ဗရာနိနေဉာဏ်ညသတိသောကာလရမဘဝတုဘဝံတုကောင်းကောင်းအထုจิตကြပါစေကုန်သတည်းသတ္တနာပိသဗုဒ္ဓမြတ်စွာဘုရားတော်မြတ်ကြီးကို၎င်းလောကပိသသတ္တနာတိလိုမိကိုအာသအလုံးသောတက္ကရာမအပေါင်းတို့ကို၎င်းဒေဝသမဒေဝနမြတ်နကောင်းသောပေါင်းတို့သည်သဗ္ဗရာနိမိဉာဏ်ညသတိသောခန္ဓာတိုင်းမှာရခန္တုရှင်ရသွေးကြယမံကင်းရောက်ချမ်းသာရအောင်ကောင်းကံမသွေဆောင်ရှောက်တော်မူကြပါစေကုန်သတည်း
ဒီလိုကွာနိုင်ကြတော့ကြောင့်ဒီအားလုံးကိုဆုံးဖြတ်တဲ့ဒီရပုံကိုခံရနော်တပတ်တပတ်ဒီရပုံကိုခံနာရကတရားနာဉာဏ်ကနာစိုက်ပြီးတော့ဘုံဘုံတို့ကျေးဇူးဆက်တဲ့တရားဘာတရားတွေရဒီလိုဘာတရားတွေအကျဉ်းအောင်ဒီပါလာစီဘုံဘုံတို့ဂရင်ကျော်လာပြီးကျော်တဲ့ဘုံဘုံတို့ကိုတတိပါပြီးတဲ့နော်လာလာပြီးကြတယ်တရားကြီးပါနော်ဘုံဘုံရဲ့လောကကျိုးတော်တော့ဘုနောင်စာလို့ပြောတယ်လည်းဘုဆိုတော့ဒီကလာကြီးဆိုတဲ့တရားကြီးကရှိတယ်သွားပြီးတော့နော်ခန္ဓာကိုယ်ရဲ့ဒီလိုဟာကမှာဆောက်တာဒီလိုပလိုက်ကိုချက်ခဲ့တယ်ဆိုတော့ဟောပြီးသူ့ကိုမှာသွားပြီးတော့ဖဲထုတ်ပြီးတော့ဆောင်းရတယ်နော်ဘုံဘုံတွေသွားပြီးတော့အပိဓာပြောဒီလိုဟောဆရာနဲ့ဆရာဆိုတော့ဆရာမနဲ့မောင်ကြတဲ့ဘယ်လိုရင်းရင်းလေးအဲ့ဒါကြာဒီလိုကဘာလို့လဲဒီခါပါလေနော်ဒီလိုလာပါလို့ကြာတယ်ကြောင်းကြားတဲ့ဉာဏ်လေးဒီခန္ဓာမှာယောဂဖြစ်လာတော့ကြောက်အောင်ဆိုပြီးမော်ဝင်ဖြစ်နေတာဒီကဘာလို့အောင်းတာလဲနော်ခန္ဓာကိုကြာတော့တယ်ဒီလာပြီးပါအလောကရောအလောကမှာဖြစ်နေတယ်နောက်ဒီလိုကြောင်းနော်ဇယင်းတို့မှာအာဟုရတယ်ဘောကကျိုးတော်တော်အဲဒီဥပမာဆိုတယ်အဲ့ဒီနာသုတ်တဲ့မှာရုပ်တော်ရဲ့တဲ့လူစိတ်ကိုကြည့်ရတယ်လို့ရအဘိဓမ္မာတော့စိတ်ကိုကြည့်ရတယ်နော်စိတ်ကိုကြည့်ရတယ်ဒီမှာဇယင်းတို့အာဟုရတယ်နော်ဘာလဲဘာလဲစိတ်ကိုအာဟုရတယ်ပုဂ္ဂိုလ်နော်ဟောတာပြုလို့တော့အဲ့ဒါစိတ်ကမှပိုက်လိုက်ခြင်းနဲ့တကယ်ကြည့်ခန္ဓာကပြီးတဲ့ဒုက္ခရေဆိုင်ပြီးတော့ချက်တော်ရတယ်ဘုံဘုံတော်သွားပြီးတော့အပြီးနောက်ကဥဒ္ဒမရဲ့ဘောဓဥပ္ပဒါကြီးအခါတော့မှရှိတော့မယ်နော်အတော့ပြီးတယ်ဒီကြတဲ့ပညာလေးတွေပါပြီးဥပ္ပဒါကြီးဥရှိုမြန်ပါပြီးတော့အပြီးတယ်ဒီလည်းပဲကျမ်းမာရေးနော်အကောင်းရှာလို့ကဲခရီးရပြီးတော့ဘုံ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 တို့အတိုင်းကျွမ်းကျောင်းလာပြီးတော့ချက်ချင်းပြုတ်ဖြစ်နေတာဒါပေမဲ့ခန္ဓာရခန္ဓာကပြီးတဲ့ဒုက္ခတွေခန္ဓာရရင်ဘာရမှာလဲလို့ဒီလောကရမှာဘာရမှာလို့လောကရမှာဗျာသံဃောင်းကြတယ်ဘုံဘုံနဲ့ကံတော်ဉာဏ်နာပိဋကလည်းကံတော်နေရမှာတော့နော်ဒါဥစဉ်လို့ရကြံတဲ့ဒီကဘုံဘုံကတော့နောက်တော့ကျတော့ကြည့်နေတယ်အဲ့တော့နိုင်ငံတော်လာကြော်လို့ဘုံဘုံကလာကြော်ပြီးတော့ဘုရားကိုကြောင်းတဲ့ကိုဟောပြတာလို့ရှိပါတယ်နော်အဲ့မဲ့ကံကောင်းနေဆိုတာပြောချင်တာကျမ်းမာရေးကောင်းကောင်းနဲ့ဒီပြည်နယ်ဘောကလို့ဒီမိဘဒီပုံပေါင်းလာကဒဂရမတွေကိုပြန်ပြီးတော့တရားယူဦးခြင်းကျေးဇူးဆက်ပေးကြတဲ့အတွက်ဘုံဘုံတော်ကံကောင်းလာဒီတော့ဉာဏ်ပရိညာတော်မှာလက်ကြောင်းပြီးတော့လောကနဲ့ဖြစ်နေရင်ဒီပြည်နယ်ဘောလောက်ပါလားဗျာဓမ္မပစ္စည်းတို့တဲ့သူတော်ကောင်းနေတယ်ကျမ်းမာရေးကောင်းတဲ့အသက်ကြောင့်ဒီဝိမဏီရဲ့ကိုသာသနာ့အက္ခကျောင်းတော်ကြီးရဲ့ကိုလာပြီးတော့တရားအမှုခံနိုင်ပါပြီဟုတ်တယ်မလားဗျာဘာဖြစ်လို့လို့ပြေးရင်ကျမ်းမာရေးကောင်းလို့ဘာဖြစ်လို့လဲကျမ်းမာရေးကောင်းတယ်ကျမ်းကောင်းတာလေဟုတ်ပြီလားဒီလည်းတော့ကျောင်းကပို့တပါနော်သူကဲတဲ့
ဒီသားကိုပြန်ပါနော်ဒီရအရင်ကတော့တရားရည်ပိုင်းငါပြီးကိုပြန်ပါတော့ဆွဲရတယ်ဒီနေ့ကတည်းကဦးဇင်းတို့ရဲ့အာရုံကြီးဥပမာစာရနော်အကြောင်းလေးနဲ့အဲ့ဒါဘိုက်အောင်မယ်ဆိုပြီးတော့ဦးဇင်းတို့အဲ့ဒါကြီးမော်ဘီဆေးမှာလက်မခံဘုံဘုံပြနောက်ကလာတော့ပြဒီလိုလိုတော့ပြအဲ့ဒါနဲ့ဒီကပရိုက်ကဒီကလေးနဲ့ဦးဇင်းတို့ဒီကတာနဲ့ဘုံလေးပါဒါတွေနဲ့ပေါ်ပြီးပြောတာဘုရားကနေတော့ဘုရားတော်တိရိစ္ဆာန်အောင်ပြတိရိစ္ဆာန်ကလည်းတော့ခံတော့အဲ့ဒါရံမိုးစေးကိုဖို့အဲ့ဒါသွားလိုက်ဒီနေ့ခုနနာရီဘယ်ရောက်သွားရဒီမနီယာလည်းဒီမှာဓမ္မပူဇာပြီးတော့သက္ကတာကကျင်းဒီနိုင်တော့ထားပြီးတော့အားနိုင်တော့ဒီကနေပြီးတော့ဘုရားအားရပေါ်ပြီးတော့ဘုရား6နိုင်ပဲရောက်သွားခဏလေးပဲတော့ပဲသွားမယ်စက်တွေပဲစက်တာတော့ပဲပြီးတော့ဒီရဲ့ငါကိုလည်းတတိပေးတယ်လို့ဓမ္မမစ္စေတို့တော်ပြန်တော်ကောင်းသူကိုလည်းဓမ္မပြီးဖို့အတွက်တရားနာနေရတယ်တရားကဘာလို့လဲဒီခန္ဓာရတဲ့ဒုက္ခတွေတနေ့ကြာရင်ပြန်ကြရအောင်လေဘာလို့အောင်ပါလဲဘာလဲဟာတော့ဒါချောပြောလိုက်ဒီနေ့ဒီကြရအောင်လေအပိကြောင့်ပါလို့အတိတ်ရဲ့ပုဂ္ဂိုလ်များပါတယ်လားမပြန်တဲ့ပုဂ္ဂိုလ်များပါတယ်လားမပါဘူးဗျာနော်ဒီခန္ဓာရတော့ခန္ဓာကနော်ခန္ဓာအလုပ်ခန္ဓာလုပ်တော့နော်ကိုယ်အောင်ခန္ဓာကလုပ်ပဲဘာဖြစ်အောင်လုပ်မှာလို့ကိုယ်အောင်နောက်တစ်ခါခန္ဓာကနာအောင်ဒီခန္ဓာကလုပ်မယ်ဒီခန္ဓာကလုပ်တာမိမိတို့ရရှိထားတဲ့ခန္ဓာဥစ္စာရရှိထားတဲ့ခန္ဓာကမနာနာအောင်ပြိတ္တရဲ့အိစ္ဆမာမိဂမလာပြိတ္တမှာဒီအနာလောကကိုသိရောက်သွားကိုချစ်ချင်နိုင်ဖြစ်လို့နေချင်နိုင်နေလို့စားချင်နိုင်စားလို့မရဘူးကြနော်ကျမကြီးကောင်းစားချင်တာစားတာသွားချင်တာသွားတာကျမကြီးမကောင်းမှဒါစားချင်တဲ့ဓာတ်လို့ချင်တဲ့တို့ရပါမလားဗျာဒီလိုအင်နာမြတ်ဆောင်နေတာနော်ဒီပိုင်းနာမျိုးသမီးတို့ရရေးထားတာကိုဆိုရဏမျိုးသမီးတွေကဘာရေးထားတော့မေးနိုင်ငံသားကတော့သူတဲ့ဒီပိုင်းမှာကောင်းလို့နော်လူတွေမျိုးတွေနေတိုင်းပြည်နေတွေကပြီးတော့ခဏခဏမှားတာတဲ့ဒီနေ့ဒီပိုင်းကပွဲတော့ဒီနာရှိပွဲစလေဘယ်တော့ပါဟာပါဗျာမဟာပွဲပါဘယ်တော့ပွဲတော့မဟာပွဲပါရတယ်နော်ဒီဆိုင်ကပွဲမဟာပွဲပါရတယ်ဒီပွဲတည်းရင်ဝိစာကတည်းကစံတင်ကအောင်ရတဲ့လို့မဟာပွဲဆိုတော့ဝိစာပြတ်တော့သမင်ကုန်တယ်အလှပြနာဘာလို့နော်အဲ့ဒီဒီဆိုင်ကကြီးကျယ်ပြီးတော့အောင်မြင်လာတော့သူတဲ့နော်အကောင်းစားဆိုတဲ့ကားဝယ်ရှိတယ်ဘာကားလဲဘာသာလို့ကြားလို့ဒီရတယ်လို့ကနော်အောင်လို့ခေါ်တယ်ဒီလိုမျိုးပေါ့နော်ကောင်းကောင်းကားပဲကားလိုက်တာကောင်းပါလေဆိုတဲ့ဖြစ်ပါလေဆိုတဲ့နော်ရည်ကြီးပါလေဆိုတဲ့ကားကိုသင်လဲရှိတယ်တဲ့နောက်တစ်ခါကောင်းပါလေဆိုတဲ့ဝဇ္ဇနော်ခဏခဏပေါ့ကောင်းပါလေဆိုတဲ့အစားတောက်ကြီးကိုစားတယ်တဲ့နော်ဒီတိုင်းနာလို့ပြီးတော့ဒီအာညာမအားပင်ပန်းလာတော့ခန္ဓာကိုယ်ကတရားပြဘလို့တရားပြလဲဆိုတော့ခန္ဓာကိုယ်ကကင်ဆာဖြစ်ဘာဖြစ်လာတော့ကင်ဆာဖြစ်လာတဲ့ပထမတော့ကနော်ဒီတိုင်းနာပွဲပေါင်း၅ပွဲလိုက်တော့မှပြီးတော့နှစ်ပွဲလောက်ဆောပြီးတော့
တော့ဘာလို့အားလိုက်သေးလဲဒီကနေ့လေးစလို့ရှိတယ်နောက်တစ်ခါ3ပွဲလောက်ရှော့ပြီး3ပွဲလောက်နိုင်တယ်နောက်တစ်ခါ3ပွဲလောက်ရှော့ပြီးတော့4ပွဲလောက်ရှော့ပြီးတော့1ပွဲလောက်လိုက်တယ်နောက်ဆုံးကံတာကျင်းစားကကြီးလာတော့ဒီပွဲဆိုင်မှာမလုပ်နိုင်ဘလို့နိုင်တော့ဘာလို့ဖြစ်တော့လို့မေးတယ်ဒီကရှင်းလို့ကြည့်တာနော်အကောင်းဆုံးဆိုတဲ့ရှင်းလို့ကြည့်ဘာစေရုံလို့ပြကောင်းဆုံးဆိုတဲ့သမားတော်ရဲ့ကြည့်တယ်သူစဉ်းစားတယ်တဲ့သမားကြီးကောင်းဆုံးတာထင်တယ်ရှိခဲ့တဲ့ကားကောင်းတာလေခုကင်ဆာယောဂဖြစ်ပြီးတော့ဆေးရုံဆေးခန်းထဲမှာနေရတဲ့အချိန်မှာဒီကားကြီးတွေကပြိတ္တရဲ့လက်ကားဖြစ်နေတယ်လားဖြစ်နေတယ်နော်အထက်လဲလဲဝိခဲ့တဲ့ပွဲပေါင်းအထက်လဲလဲဝိခဲ့တဲ့အိမ်ဝတ်စားတယ်တန်ဖိုးကြီးပါတဲ့ဝတ်စားတယ်ပဲဗီဒီယိုထဲမှာကြောက်နေတယ်နော်ခဏစံပင်ကြီးပြောင်းပြီးတော့ပွဲတွေတက်ခဲ့တယ်ဘုတော်တဲ့ကေစာယောဂဖြစ်လာတဲ့ဒီမှာစာပြီးတော့မှစံပင်ကြီးကျွတ်လိုက်တာတဲ့ဘလုံးနဲ့ဒီဘာနဲ့နေရလဲဘလုံးနဲ့နေရတယ်ကျမမှာတဲ့ကားကောင်းသားတွေရှိလို့ရှိများတော်လည်းဒီကားကောင်းသားမစီးနိုင်တော့ဘူးတဲ့ရှင်းမှာပေးတဲ့ဒီချင်းဘာလဲနောက်ကံလို့ရှိတယ်ဒီမရှိဘူးနော်သူရှိနေတဲ့ကားတွေဆိုင်နေညာကြီးမနေဘူးလားနော်ပြောကြတော့ရှိနော်ဘယ်လောက်ရှိတဲ့ကားတွေမရှိရတော့ဘူးညာတဲ့ဓမ္မမှာသူများကတွန်းပေးပြီးတော့မှဒီချဲပေါ်မှာတွန်းနေရတယ်ဘယ်မှာတွန်းနေရတာလဲနော်လက်ပါရီမြဲတဲ့ကြိုက်တဲ့ဓမ္မဝဇ္ဇအမတန်ကြိုက်တဲ့ဓမ္မဆရာဝန်ပေးတဲ့ဝတ်ပါဝိနည်းရတယ်ဆရာကဘာလို့သာပေးလဲဘယ်တဲ့ကံကြီးကျမကြီးကောင်းနော်ခွဲကံဝင်ရပြီဆိုရင်ဘာရောင်လဲခွဲကံဝတ်ဆိုဟုတ်တယ်မလားကျေးဇူးတော်ကခဏပြိတ္တဟိုခေါ်လိုက်တရားခေါ်လိုက်သွားဆက်လိုက်တရားဆက်လိုက်တော့ဒီဝတ်ဆောင်ဖို့အမြဲတမ်းဝိနည်းရတယ်ကျမကောင်းတာဝတ်တယ်ကိုယ်တိုင်ထဲလဲဝတ်ဖက်တယ်ဒီလိုတော့အိတ်ကြဘူးတဲ့ရှင်းုံကပြီးတဲ့ဝတ်စားမှုတွေရတယ်ဘယ်ပဲဝတ်စားတယ်အဘိဓမ္မာလို့ကိုယ်ကိုယ်တက်စီချာကျင်စားတော့သူ့အိမ်ဝင်လို့ရှိရင်လည်းဥမာဆိုဖြစ်ပါလိမ့်မယ်နော်ယောဂကလည်းစံကြမ်းအောင်ကြောက်ပါဗျာယောဂတွေလည်းစံကြမ်းတော့ရှင်းုံကပြီးတဲ့အိမ်ဒီမှာဝင်နေရတယ်ဒီမှာအကောင်းဆုံးဆိုမှအစားတာစားတာပါတဲ့ခုဆရာဝန်ကကြားတဲ့အတိုင်းရေနဲ့ပါပါလေဆံပြုတ်လို့ပဲတော့ရတယ်တဲ့ကျမဟောကောင်းတာမစားနိုင်တော့ဘူးတဲ့နော်ရေလုံးကစားခဲ့တယ်ဘုတော်ပြိတ္တရေစားနိုင်နေလားကျမအားလုံးကိုဒီနေ့ဆုံးပါပြီးတော့သွားရတော့မယ်ဒီခန္ဓာကိုယ်ကြီးကိုဆုံးလို့ရတော့တဲ့အချိန်မှာသိသားတယ်ငါရှာဖွေခဲ့တဲ့ဒီကားဒီကတ်ဒီဝဆန်နော်ဒီဆောင်တော်ကြီးခုကျမ်းမာရေးမကောင်းကျင်းစာဖြစ်နေတဲ့အချိန်ငါ့ကိုဘာမှမပူပါလားငါကတော့ငါ့ကိုသူ့နဲ့ချင်းလို့ရှာလိုက်တာဟာရီကိုနိုင်လို့ကိုနိုင်နော်ဘယ်လိုဓမ္မပိစိတ်ကိုသင်ဖို့တည်းလဲပဲဒါကခန္ဓာရလို့ဒီဒီတိုင်းမှာလူသမီးကိုခန္ဓာကဒုက္ခပြီးဘာပြီးလဲခန္ဓာကဒုက္ခပြီးတို့တဲ့ဓမ္မပိစိတ်ကိုတော်တယ်ဦးဇင်းတို့လည်းပဲခန္ဓာရတော့ဒီနေ့ကြရင်လောကတမျိုးမျိုးဒုက္ခပြီးပါဗျာဒီအောင်တတ်တယ်တော့အောင်တတ်မယ်ရောကတော့ဒီအောင်တတ်မယ်တော့တမျိုးမျိုးပေါ်လာနိုင်တယ်နော်ဒီလိုမရှိနေဟုတ်မလားဒါကြောင့်ဘုရားကဒေဂုပိကုနေဥပါဒကမပရိက္ခအပေါင်းကိုလည်းနော်တာရကထိုးပြီးတော့တတိတံဝေခံရအောင်
ဟောခဲ့တဲ့တရားလေးတစ်ခုရှိပါတယ်သုတ်ကံအမိအဖြစ်နော်အရကသုတ်ကံနဲ့အသုတ်ကံဘုကဘုဗံဝေကဝေအရကောနာမတ္တမဟောတေဝေကဝေပရိကဝေကစေတစေတဝိရောဘုကဘုဗံရှိနေจิตေဘုတိကအရကောနာမတ္တအရကဆရာကြီးဤအဟောတေဟရိလောကာယေမရှိခဲ့ဘူးလေလို့တတ္ထနန္ဒုရဲ့ဆရာဘုရားမြတ်စွာဘုရားဣတိတိကရုဏာရှိတာမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပေတည်းဘေကုဘေကုနိဥပဒကဥပဒကမပရိဒအပောင်းသူတော်တော်ပရိဒအပောင်းသူအချိန်လုံးကဟဲ့ဒီတော်ကကြီးရမှာအရကဆုရဲ့ဆရာကြီးတယောက်ရှိတယ်အဲ့ဒီဆရာကြီးမှာတတိပေါင်း900ရှိတယ်ပရိဒရဲ့တတိဘယ်လောက်ရှိပါလဲအဲ့ဒီကရကဆရာကြီးတွေဖြစ်တုံးကတတန်းအပြင်ဘယ်လောက်ရှိတယ်လဲဆိုရင်နေပေါင်း6000အသက်တန်းရှိကြတယ်နေပေါင်းဘယ်လောက်လုံးကြနေပေါင်း6000နော်အဲ့ဒီရကဆရာကြီးတွေဖြစ်တုံးကတတန်းအပြင်အနည်း6000ဘေးရမတိန်အောင်နေကြတယ်ဆိုရင်ပြည့်နေပေါင်း900မှတိန်အောင်နေကြတယ်နေပေါင်းဘယ်လောက်ပါတော့ရကဆရာကြီးဖြစ်တုံးကနေပေါင်း900မှတိန်အောင်နေကြတယ်ဘုပရိသတ်ရေဘယ်နဲ့မှတိန်အောင်နေကြဦးဇင်းတို့အင်္ဂါနဲ့ဇမင်နာမတကားလုံးနဲ့ကြည့်လိုက်တယ်တတို့တန်တဲ့တို့တတိပေါင်းလိုက်တာအတ္တအစေအတ္တဘလောက်အတ္တအစေလို့ကြတယ်စံကိကွယ်ဟုတ်လားမစံကိကွယ်အဲ့ဒီကမရပါဘူးနော်စံကိကွယ်စံကိကွယ်မှာဘုရားအစစ်ဖြစ်မှာဘူးနှစ်ယောက်ပေါင်းမှာတော့လေအစေဘုအရကဆရာကြီးတွေခေတုံးကပေရမှာအင်အောင်ကြတစ်ပေါင်း900နော်ဒါ900ကျော်မှအင်အောင်ကြတာဒီခေတ်ကြတော့ပရိသတ်ကြီးနော်နှစ်ယောက်ပေါင်းမှာဘယ်လောက်လဲစေမုံတော့တော့အင်တာနက်စာမှာပြလာတာဒီလိုမှရှိပါနော်နောက်ဖြစ်လာမလားတော့မဟုတ်တဲ့ဘူးပေါ့နော်ဓမ္မမေဆွေတွေသူတော်စိတ်တွေသူတော်ကောင်းတွေအရကဆရာကြီးတွေခေတ္တမှာအနည်း6000တတာပြင်နှစ်6000နဲ့ပေါင်း900မှတိမ်အောင်လေးကြဥပ္ပိမာကြတော့ပရိသတ်ရဲ့အစိမ့်ကတရားပေါင်းအစိမ့်ကိုတိမ်အောင်ကြပြီတချို့နော်တနည်းကိုတနည်းလောက်ရှိသေးတယ်တစ်တော့ပါပြေတော့ဘောင်းတော့တွေ့လောက်ကြုံတယ်အဲ့ဒါမိဘတွေကပြောပြီးဒီလိုလုပ်တယ်ဘောင်းတော့လုပ်တယ်ဆိုရင်နော်တနည်းလောက်ရှိနေတယ်အင်တာနက်ဇာတ်နာမှာသူဂိမ်းတွေဆိုရင်တနည်းတော်တနည်းမျိုးမျိုးဆိုရတယ်ဆောရလာမတော့တယ်ဘူးလားလည်းဘက်ကတော့တယ်တိတော့ဘုရားလည်းတော့ဆောရတာတွေ့တယ်နော်တချို့ကအဲ့ဒါပြောငါတို့ကလေးအားလုံးတက်တယ်ဘာဖြစ်လဲတက်တယ်ဆိုပြီးတော့ပရိသတ်ရေပြောနေတာဇုတ်ကိကာလရောက်လာပြီဆိုရင်ငယ်ငယ်ရွယ်ရွယ်နဲ့ပရိသတ်ရေနောက်အိမ်အောင်နေကြမယ်ငယ်ငယ်ရွယ်ရွယ်နဲ့တည်တတ်ကြမယ်ဒီနေ့ဆိုရင်တော်တော်များများတည်လာပြီဆိုရင်ဒါသုတ်ခေကြီးရောက်ပြီးတဲ့အရာဘယ်ခေကြီးလဲနော်သိမပြောရနဲ့အာဒီလေးအာသာသမီးလေးနော်ဒီလိုပြောရအောင်ဒီတော့မှပြင်းတဲ့ကောင်းလုံးတဲ့ဒီတော့ဒီဆောတဲ့ဂိမ်းကြီးဖန်ဖန်ချင်းနဲ့ဆောတဲ့ဆိုတော့ဒီဝမ်းမတာနဲ့ပြဟုတ်လားမလားဒါကြည့်ဝမ်းတာပါလားဝမ်းတာဝမ်းမတာနဲ့သုတ်တော့မှဘာလို့ဆိုရောက်လာမယ်ဆိုလို့ရှိရင်တတန်းကြီးဆိုရောက်လာမယ်ဘာလို့ရောက်လာမယ်အတ္တတန်ကြီးဆိုရောက်လာမယ်အကျဉ်းစာရိတ္တကြီးဆိုရောက်လာမယ်ဘာလို့ဆိုရောက်လာမယ်
ကတန်နေဆုံးယုံလာခြင်းဒါလေးကစီဆုံးယုံလာရင်ပရိသေလူဘုမှာတိတ်ချချမနေရတော့ဘူးတဲ့ဗျာဟုတ်တယ်မလားဗျာကတန်နေဆုံးနေနော်ဒီဇာရိကဒီဘုပရိသေလောကကြီးရဲ့ဆုံးလာမဆုံးဘူးလားဆုံးတယ်ဒီလိုတာကကိုပြောပါဦးနော်ဘုရားကလေးသုံးလုံးကတာဝတိပြေမှာနော်ဒီချမ်းတဲ့နော်လူသားတွေကဘုန်းကလေးရှိတယ်ဗျာလောက်ပြီးတော့အဲ့ဒီဘုန်းကလေးမှာငါးကလေးကအရိယာတဲ့အားရပါတော့ဗျာနောက်တစ်ခါဘုန်းကလေးကကလျာဏပုရုသေတဲ့ဘာပုရိသေလုံးလဲကောင်းတဲ့ပုရုသေအရိယာနဲ့ပုကလျာဏကောင်းတဲ့ပုရုသေနဲ့နေတဲ့နော်တောင်းချီမျိုးဟာအမတန်ငြိမ်းချမ်းတယ်ဗျာဘုပရိသေယအကျဉ်းစာရိကတွေရောက်လာတော့ကြီးလို့ကြီးမှန်တယ်မသိတည့်ရတော့နော်ဘုဒီလက်ကအကုန်ကတာပရိသေယနော်အဲ့ဒါမလို့ဒါတွေကပရိသေယပြောတရားဟုတ်ရလားဗျာပြောတရားမဟုတ်ဘူးတဲ့ဆုံးလို့တာနဲ့ဒီမှာဒီတိုင်းတစ်ခင်းလေးဆုံးလို့လာမယ်နော်အဲ့ဒါကဆရာကြီးတွေပြောမှာတတ္တာဖြင့်အနေ၆တော်ယောဂအပြင်ကြည့်လိုက်တော့ပြိတ္တရဲ့6မျိုးဘယ်နှမျိုးလဲဘာလို့ယောဂလည်းပြအမိစ္ဆာရယောဂယေစာရယောဂပူဒာယောဂဣဒာယောဂជីជីសុញនាယောဂအငယ်សុញនាယောဂဘာသာနဲ့ပြောတော့ယောဂအောင်ယောနော်ဘုရားမမေ့စေတော်တဲ့ဦးလေးတို့ဒီချက်မှာသမင်းစာရယောဂကိုပြောတယ်ဒီစာရစာနိုင်ကောင်းနိုင်မှာဒါပြီးလေကျမ်းမာရေးကောင်းတယ်လို့သူဆိုင်နော်အမိစ္ဆာရယောဂယေဆာရယောဂဘုရားယောဂဣဒာကိုယောဂဘလောက်ပဲကိုယ်ကံကောင်းမှနေတယ်တရားကောင်းမှနေတယ်တချို့အေးတဲ့နေရာကျတော့အပေါ့ပါတရားကြီးတာတယ်ဒါတော့နောက်တော့ဘုရားဣဒာကိုပြိတ္တရဲ့ယောဂကိုတန်ခါရဲ့မတန်ခါတော့ဘူးနော်အရကဆရာကြီးအကြောင်းကဘုရားဣဒာယောဂဘာလဲဗျာဒီပါဒီပါယောဂနောက်တစ်ခုជីជីសុញនាကျင်ရဲ့សុញနာယောဂအရကဆရာကြီးအကြောင်းကဘုရားနဲ့ជីជីကျင်နာယောဂသွားရတဲ့အောင်းကိုတက်ခဲ့ပြီးတော့ကြီးချုပ်ဝါချုပ်ကိုဘယ်ပြရလဲဈေးရုံပြရမယ်နော်အဲ့ဒီယောဂ6မျိုးပဲရှိတယ်ဘုက္ကကပြိတ္တရဲ့ယောဂကိုများတာဗျာဘဝယောဂဒီကလည်းများတယ်တဲ့ဒီကညာအနာရဘူးလို့ဒီလိုဟိုးတရားကဒီကောင်းတဲ့ညတာရှိတယ်ဈေးရုံရှိမှာပွဲတော်ကြီးပဲနော်အမှုရပါရမီဒီဘုရားကြီးတယ်နော်ဘာဖြစ်လို့လာတာလို့ပြောလို့လာတာလားဘာဖြစ်လို့ရောဂါဖြစ်လို့ဘာဖြစ်လို့ဗျာပွဲတော်ကြီးလိုပဲဗျာတတိနဲ့ဘယ်လိုလဲရောက်လာကြတယ်ဒီလိုဆက်မနိုင်ဘုရားကြီးမှာပြန်လာတယ်နော်အဲ့တော့ဘုယောဂဒီကလည်းနော်6မျိုးသာရှိတော်လဲတယ်အရတဆရာကြီးကသူရဲ့တပိတွေကိုဘဝယောဂဒီကလည်းများတယ်နောက်တစ်ခါဘဝဒုက္ခတွေကလည်းများတယ်တဲ့ယောဂ6မျိုးရှိတာဗျာဘုရားပြည်တာသမစ္ဆာရယေစာရရေတက်တာရဲဆိုရင်သိပြီးတော့ပြိတ္တကိုဥပ္ပယလိုလားဘုပြိတ္တရေစာဝန်နေရေးအတွက်ဓမ္မမက်စီသူတော်ကောင်းပြီဘာသူလာတဲ့ဘိုးလေးကဘိုးချုပ်ဘာလုပ်ကြတာတော့အလုံးလုံးနေတာစာရေးဒီจิตဒုက္ခတွေပုံမများဘူးလားနားတယ်နော်ဘုရားသမစ္ဆာကိုအပူကယေစာရယောဂသမစ္မသားချင်းယောဂမရှိဘူးပေါ့ဗျာဒုက္ခစားနိုင်ကောင်းနိုင်မှဆိုတော့ပြိတ္တရဲ့တို့ရသူရသားတွေနိုင်ငံသားတွေမိုးရင်းကမိုးချုပ်အလုံးလုံးနေတာဒီဒုက္ခတွေကြည်ရှိမှုမလားဒီကိဒုက္ခပုံမများဘူးလား
ဒါပေမဲ့တို့တွေကဒီဒုက္ခရမှာပြောမနေဘူးလားပြောနေကြတော့အရကဆရာကြီးကသူ့တမီးလေးကိုပြောတယ်နော်ဘဝဒုက္ခတွေကလည်းဒီမတရားရတဲ့ဒီကြီးနောက်တစ်ခါဘဝပါရတာပူလောင်မှုဒီပြေပန်းမှုတွေကလည်းဒီမတရားရတဲ့ဒီကြီးဘုရားကြီးပါတော့ဗျာရှိလို့လည်းပဲကောင်းပါအေးရတာမရှိတဲ့ပုဂ္ဂိုလ်မပူပါဘူးလားဗျာပူနေရတဲ့ဒီကြီးမဟုတ်လားနော်ညီညီချမ်းချမ်းရှိတဲ့ဒီကပူရတဲ့ဒီကဘုရားကပရိသေယပုဂ္ဂိပူနေရတဲ့ဒီကြီးဒါပေမဲ့ပူလို့ကိုမှသိရတာမသိဘူးတော့ပြောနေတာပဲဉာဏ်ရှိသူတော်ကောင်းများကဘုရားတော်ကိုသုံးပါရဲ့ဒီယုတ်ဒီထဲကပိုးတဲ့ဗျာဘယ်တဲ့ကပိုးလဲဘယ်ဒီထဲကပိုးဟာပူလို့ဘုမှန်သိရတာဆက်လို့သမန်တော့သိရတာမသိဘူးကြာအပူထဲမှာဘုံဘုံလို့လည်းပြောတယ်ဒီကဓမ္မတွေနဲ့နော်ဒီကဓမ္မတွေကလည်းဒီကလာတာနဲ့ဒီဓာတ်တွေနဲ့ပြည့်တဲ့ကြော်လာမပြောဘူးလားပြောနေကြတာဦးလို့ပေါ်လာပါနဲ့သူလုံးလို့လိမ့်မယ်ခမီးအောင်ပြီးဘုတ်ကိုပဲတဲ့ဘာဘုတ်လို့ကြာတွေ့ဘူးလားဘောကဘာပြီးတော့ဘောကဘာပြီးတော့ဒီပြီးအောက်ကဘာပြီးတော့အဲ့ဒီမီးနှစ်ခုညက်ပြီးမှဖုတ်ပြီးတော့စားတဲ့ဟိုကဘာမဟုတ်လဲထံမီးအောက်မီးဘောဘာမဟုတ်တော့မီးအောက်မီးကိုရှိလေဖူးနေမရှိလေဘူးနေရတာဗျာတော့သူလိုက်ကြရအောင်နော်မရှိပြန်တော့လေတောင်းတ၍ဘူးရှိပြန်တော့လေကြောင်းရ၍ဘူးမရှိလေဘူးရှိလေဘူးသံဃီအောင်ဤမုန်တဲ့သူမရှိပြန်တော့လေကြောင်းကြ၍တောင်းတ၍ဘူးမရှိပြန်တော့လေတောင်းတ၍ဘူးရှိပြန်တော့လေကြောင်းကြ၍ဘူးမရှိလေဘူးရှိလေဘူးသံဃီအောင်ဤမုန်တဲ့သူဘဟုမာယာတာပူပန်မှုပြမမှုတွေကလည်းအမတန်များတယ်ဒါကဘုဆုံးမနေတာနဲ့ပြီးရင်အရကဆရာကြီးတဲ့သူတို့ဗျာအရကဆရာကြီးကသူရဲ့ဓမ္မတွေကိုသုံးပါတဲ့သဗ္ဗမာယုမနုဿာနံမနုဿာနံငါတို့ရရှိထားတဲ့ဗတိအတ္တအပါယမာယုအမတ္တမကိုတောင်းတဲ့ဘဝယောဂယောဂတွေကလည်းများတယ်ဘဝဒုက္ခတွေကလည်းများတယ်ဘဝပါယတာပူပန်မှုပေပန်းမှုတွေကလည်းအမတန်များတယ်ဘဝကြီးရထားတဲ့အချိန်မှာတပည့်တို့တဲ့ကုသလံကုသိုလ်တွေကိုကရရောထမြန်မြန်လုပ်ကြပါပြိတ္တိဘာနဲ့လုပ်ခိုင်းတော့ကုသိုလ်ကိုနေ့နေ့လုပ်ခိုင်းတာမြန်မြန်လုပ်ခိုင်းတယ်ကုသလကုသိုလ်တွေကိုကရောထမြန်မြန်လုပ်ပါယမစရိယမြတ်တဲ့အကျင့်တွေကိုစရထမြန်မြန်ကျင့်ပါမြတ်တဲ့အကျင့်တွေကိုပြိတ္တိနေ့နေ့ကျင့်ရမှာလားမြန်မြန်ကျင့်ရမှာလားမြန်မြန်ကျင့်ရမှာပြီးဒီတို့အရကောနာမကတ္တအရကဆရာကြီးဒီဘဂုတိတ်ကနန္ဒတိအပေါင်းတို့ကဩဝရတိမြတ်ပညာတတ်နိစိနေတိုင်းဩဝါဒကိုပြီးတော်မူခဲ့ပါပေကုန်သတည်းအရကဆရာကြီးဒီခင်နဲ့ဒီခေတ်ကိုဘုရားကလှမ်းချပြီးတော့ဘေကုဒီဥပဒကမှာအပေါင်းတွေကိုတတိကံဝင်ကအောင်ပြောတာဗျာတတ္တအဖြစ်နှစ်ဆောင်တော့ယောဂဆောင်မျိုးဘူပန်မှုပြမမှုတွေရတယ်လို့အရကဆရာကြီးကသူ့ရဲ့တပည့်တွေကိုဆုံးမတယ်တဲ့ဒီခေတ်ပြိတ္တိယောဂမများဘူးလားအတ္တမတူဘူးလား
ရှားပြရတဲ့ဒုက္ခလည်းမများဘူးလားပူပန်ရတဲ့ဒုက္ခလည်းမများဘူးလားများတယ်ဗျာတဲ့ဒီမိုးပြီးတော့ဒုက္ခကများတယ်တရားနာတော့ဘာလို့ကြောက်ကန်နိုင်ရရဲ့လားနိုင်ရပါလေပြောနော်ဘုမဆောင်းနေရတယ်အားပြောက်မှာတို့လို့ဆိုင်ကြီးကြောက်ပါဆိုလို့ပြောတယ်နော်စရထအကျင့်တွေကပါပါပြီတဲ့စုတ်ခင်မှာဒါပြောတာနော်တရားနာလို့အလူပဲသွားလို့ကောင်းမစားရုံခနဲ့ကြောက်လားနော်ထိုင်ကြပြောက်လားဘာပြောက်လားပြရတာတွေ့ရဘူးလားဘာဖြစ်လို့လဲလို့မေးရင်အကျင့်စရနာကြီးရှိတော့ဘူးတဲ့နော်စားဖို့ပဲနော်မရှိရင်မရှာလို့ကဲဖို့လို့ပြောတယ်နော်ဗျာဒါမို့လို့ရှေ့သွားလို့နောက်စိတ်ချရလားဒါကြီးကမကြီးကပတ်တာပြီးတော့ကဒီဆောင်ဒီမှာကြီးကကြားလာမှာဘာဖြစ်လို့လဲလူရှိမှဖြစ်မယ်ဘာဖြစ်လို့လဲလူရှိမှစိတ်ချရလို့လားစိတ်ချရလို့လားလို့ပြောစိတ်မချရလို့ဒီလိုတော့ရှိမှဖြစ်မယ်အိမ်မှာဖြစ်မယ်ဗျာတဲ့နော်တရားနာတော့ဘာအားဘယ်လိုလုပ်လဲနော်အဲ့တော့ဓမ္မပစ္စည်းတွေသူတော်တွေဗုဒ္ဓကပြောတယ်အရကဆရာကြီးခေတုံးကတတ္တအဖြစ်နေချောင်းတော့ကိုတူတယ်တတ္တတူတယ်နော်ယောဂ6မျိုးကိုယောဂများတယ်နော်ရှားဖွေရေးတွေကလည်းတာယကတိလူမှုရေးစီးပွားရေးဒုက္ခတွေကိုလည်းများတယ်ပူလောင်မှုပဲမှန်းတွေကလည်းများတယ်လို့သုံးပါနေဘာလို့ညှစီထားတဲ့ဒီပေါင်းတတန်တူတူလေးဟာပြိတ္တိပူပြီးတော့ဒုက္ခမများဘူးလားများပါဗျာဘိက္ခုဘိက္ခုနေဥပါဒကဥပါဒကမှာပေါင်းဖို့အရကကြီးဆုံးမတယ်လို့ပဲငါဘုရားရှင်နဲ့ဆုံးမမယ်တဲ့ကုသလကုသိုလ်တွေကိုမြန်မြန်လုပ်ပြဟာရီမြန်လုပ်ခိုင်းတဲ့ကုသိုလ်ကိုတင်းတင်းလုပ်ရမှာလားမြန်မြန်လုပ်ရမှာဉာဏ်ဉာဏ်လို့တဲ့ဓမ္မစရိယငါဘုရားရှင်သာသနာနဲ့ပြိမသာလည်းကျင့်ခွင့်ရဝိပဿနာလုပ်တွေကိုဉာဏ်ဉာဏ်လုပ်ကြလို့တတ်ခံတဲ့လူတို့ရဲ့ဆရာတရားနဲ့စွာကဒေတိကြီးကရုဏာစေခမေတ္တာအခြင်းဟောကြားတော်မူခဲ့ပါပေသတည်းဒီတရားဒီကနာနာချလိုက်ရတဲ့တစ်သက်ချင်းနော်ပြန်ပန်းလာသွားတဲ့လူတွေကြောင့်ဓမ္မမစ္စုပ္ပတော်ဒီတော်ကောင်းတဲ့ဒီတပတ်မှာဖြစ်ပါရခြင်းကိုယ်တော်မြတ်ကြီးတာဝတိပြုဇေတံဆိုရရှိကြောင့်တော်မှာဒီရပကြမြတ်တိုင်ဒီုံတရင်တော်မှာမူတဲ့အချိန်ညာကျမ်းဓမ္မတော်မှာအမျိုးဒီမကျေရှားတဲ့တန်ခါတပါးတန်ခါလေးကိုပါပြီးတော့ထားလာပြီးတော့ဘုရားရှင်ကိုဆံခဲ့တဲ့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားမနကမငါဘုရားနဲ့ပြီးတော့ဆုံးခံကြပါလေဘုရားတဲ့ဆုံးခံကြတဲ့အချိန်မှာလူတွေမှာအုပ်ချက်ချက်နဲ့ပြောနေကြတဲ့ကတာအကြားခဲ့ပါလေဘုရားတဲ့နော်နံပါတ်1အဲ့ဒီကြားခဲ့တဲ့စကားနှလုံးမြို့သမီးတယောက်ပေါ့တယောက်ကမီးလောင်ပြီးတော့တည်တော့တယောက်ကနော်ခြေထုတ်ခံရပြီးတော့အယုဒ္ဓကိစ္စပြီးတော့တည်သွားတဲ့မြို့သမီးတယောက်မနက်ကတိုင်းပြီးတော့ကြားခဲ့တယ်ဗျာတဲ့မြို့ရဲ့မှာအုပ်ချက်ချက်တယောက်ကအိမ်ထဲမှာမီးလောင်ပြီးတော့တည်တယ်မြို့သမီးတယောက်ကနော်ခြေထုတ်ခံရပြီးတော့နင်းတဲ့ကိစ္စခံရပြီးတော့တည်သွားတဲ့မြို့သမီးတယောက်အဲ့ဒီတရင်ကိုအုပ်ချက်ချက်နဲ့ကြားခဲ့ပါလေဗျာအဲ့ဒီအမျိုးသမီးနှစ်ယောက်မှာနှစ်ဖက်လာပေါ့နော်ဘယ်သူကပြန်ကန်လာ၍ဘယ်သူကပြန်ကန်ဆိုပါတဲ့ဗျာအဲ့ဒီပါပြီတော့ဘယ်သူကပြန်ကန်လာ၍ဘယ်သူကပြန်ကန်ဆိုပါတဲ့ဗျာတော့
မြို့မီမထေရှားနဲ့တန်တာဒီကဘာကဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရှားတာနောက်တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကပြောတဲ့ဒီသွားတဲ့တရားရဲ့နာမည်တော့ကြမယ်နံပါတ်1တယောက်ကတာမာဝတိဘယ်လိုနံပါတ်2တယောက်ကပြိတ္တိမာဂန္တိဘာလို့လဲအဲ့ဒီလူသမီး2ယောက်အဖွဲပေါ်တစ်ဖွဲပေါ်မာဂန္တိနဲ့တာမာဝတိတို့ကဥဒေနမင်းရဲ့ဇနီးဘယ်လိုတည်းလဲဗျာဥဒေနမင်းကပြိတ္တိတာမာဝတိကိုချစ်လို့ကြိုက်လို့ဆိုပြီးတော့သူကိုယ်တိုင်တောင်းပြီးတော့ယူထားမာဂန္ဒီကြတော့သူ့ဦးလေးကနေပြီးတော့ဥဒေနာမင်းကိုဆက်တာနှစ်ယောက်ကတော့ချောမတန်ချောတယောက်ကဘလို့ချောလို့ပြီးရင်ရင်းလေးနဲ့ချောနော်တိတ်လာပါဖြစ်ပြရလို့လည်းချောနောက်ကြတော့ပြိတ္တိကိုမတန်လာတဲ့တင်လဲတင်တဲ့နောက်တိုင်းစတာတော့ဗျာအတူအပြတ်နေပါလို့နော်မြဲတမ်းကြီးနေမြဲတမ်းပဲခန္ဓာကိုယ်အလှကြီးနေကာမဝတိကအဲ့လိုပုံကိုယုံကြည်ရင်းနေတယ်ဒီများကြီးကိုညာပါတယ်သူကစဉ်းစားတယ်ဒီဓမ္မတွေကိုနာကြားရတဲ့အချိန်ကစပြီးတော့အဲ့လိုလူ့ဘဝကိုတိတ္တကနာလေလာတာဘုရားရှင်ကပြောတဲ့ကုသလံကုသိုလ်တွေကိုကြောတာမြန်မြန်ဝတ်ကြဓမ္မစရိယနာဘုရားရှင်သာသနာနဲ့ပြည့်မှတာနေကျင့်ခွင့်ရတဲ့ဝိပဿနာလုပ်တွေကိုမြန်မြန်ကျင့်ပြီးတော့ကြံမှန်းအောင်အထုပ်ပါလို့ဘုရားကတစ်ချိန်လုံးကဓမ္မတပင်မှာဟောခဲ့တယ်ဒီတရားကိုနားလိုက်ရတယ်လို့မေးရင်တမ္မာဝတိညာဘယ်သူလုံးညာအဲ့ဒီတရားနာတဲ့ဒီကစားပြီးတော့နော်တရားမရှိတန်ဃာတော်ရှင်မြတ်ကိုဆွမ်းလောင်းကုသိုလ်ရေးဆိုရင်လည်းပြိတ္တိတွေထူတာပြီးတော့ဘုရားကြောင့်ကိုယ်လည်းသွားပြီးတော့ကုသိုလ်ရေးလို့ဘုရားရဲ့တရားတွေကိုနာခန္ဓာဉာဏ်ကြောင့်အလုံးတွေကိုလုပ်သူကြောက်တဲ့တော့တာပေါ့ဘုရားရဲ့သူ့ရဲ့အပေါင်းမှာနောက်ကမမမိတ်တာ900ပါပေါ်ပြီးတော့လုပ်တာဟုတ်ကြတော့900ပါမမမိတ်တာပေါ်ပြီးတော့ကုသိုလ်တွေလုပ်အဲ့ဒါကိုဘုရားဝိကျင်နဲ့ပြောလို့မေးရင်မာဂန္ဒီကဘယ်လိုလုပ်အဲဒီဒီများတို့ကိုယ်ချစ်မှကြောက်လို့နေပါလားနော်အဲ့ဒါအမျိုးဒုက္ခတွေပြီးဘုဒ္ဓနာမင်းကြီးတော်တာတက်တဲ့အချိန်မှာသမ္မာဝတိနဲ့အပေါင်းပါတွေသူတို့နေတဲ့ကြိုက်ခန်းတော်ကအဆောင်ခန်းနော်သူရဲ့အပေါင်းပါပြီးမှရတင်နာမတိစစ်တီတွေနဲ့ဝိုင်းပြီးတော့အထင်ခေါ်လို့ရအောင်ဘုရားကလည်းပြီးတော့ဝိရှုပတ်တယ်ဘယ်လိုတက်လိုက်တာတော့ဝိရှုတက်လိုက်တာအဲ့ဒီမှာပြိတ္တရဲ့သမ္မာဝတိကပြောတယ်သူရဲ့မောင်မမိတ်တန်တွေကိုငါတို့တပည့်ဒီကောင်ကဝန်ကျွေးပြီးဆက်ရတော့မယ်ငါတို့တည်းဘုရားရှင်ရဲ့သာသနာတော်မှာလူဖြစ်ရတဲ့အချိန်လေးမှာခန္ဓာဉာဏ်ရောက်အလုပ်တွေငါတို့လုပ်ခဲ့ပြီတဲ့နော်အဲ့ဒီမိခါဒီဘဝပဲလောကတိတော်တဲ့နောက်ဘဝမနှောင်းငါရဲ့ခန္ဓာကိုတတိကံတဲ့ဉာဏ်ကပ်ပြီးတော့နော်ခန္ဓာဉာဏ်ဆိုင်ပြီးတော့ငါတို့ခန္ဓာကိုယ်ကြီးကိုအလောင်းခံပြီးတော့အဆုံးသတ်ကြမယ်နော်အဲ့ဒါကြောင့်တရားနာကတရားနာဉာဏ်ကခန္ဓာဘုသမာဝတိရဲ့အပေါင်းပါတွေဘလောက်ပဲမိတွေလောင်နေတဲ့မိတွေကိုဘာနဲ့အန်တုနေလို့မေးရင်ဉာဏ်ကခန္ဓာဉာဏ်ဆက်ပြီးတော့ရှုမှတ်မှုတတိတရားတွေနဲ့တော့နာနေတယ်ဒါပြင်မဲ့ပြိတ္တိခန္ဓာနဲ့မိလောင်ကြာချပြီးတဲ့တော့သူတို့လည်းတော့တာပတိနဲ့တော့တာပတိကိုဆိုင်ပါတယ်ဟုတ်ပြီလားအဲ့ဒါနဲ့ပြိတ္တိဥဒေနာမင်းကြီးပြန်လာငါရဲ့ဇင်မြာကိုဘုသူတက်တာတော့အဲ့ဆုံးလာလိုက်တော့မာဂန္ဒီအဲ့ဒီမာဂန္ဒီကိုလည်းဖန်ပေါင်းပါတယ်ဖန်မာဂန္ဒီရဲ့နော်စင်တို့အားလုံးကိုဖန်ပြီးလက်ဝင်းနဲ့ကိုထုတ်လက်ဝင်းနဲ့ကိုထုတ်ပြီးတော့ခေါင်းလေးကိုပေါ်အဲ့ဒီခေါင်းလေးကိုထင်းနဲ့ထိုးပြီးတော့မသိဘူးချင်းတတ်တာဗျာတတ်တော့မာဂန္ဒီရဲ့အားလုံးကအဲ့ဒီလူတရားလည်းကိုလေးရင်ဘောတာနဲ့တရားဘာနဲ့တရားတာတော့ဘောတာနဲ့တရားအာဃာရနဲ့တရားတာမုံနဲ့တရားတာဗျာဘာနဲ့တရားတာတော့ဘုံနဲ့အာဃာရနဲ့တရား
ဘုရားကတမ္မာဝတိကတတိနဲ့တရားဘာနဲ့တရားတာလဲတတိနဲ့တရားဟုတ်ပြီအဲ့ဒီစကားကိုဘုရားပြောတဲ့စကားလို့တဲ့တမ္မာဝတိကတတိနဲ့တည်တဲ့အတွက်ကြောင့်ကြံပန်းလာပါလေဟုတ်ပြီလေခန္ဓာဉာဏ်ဆက်လို့ပြီးတော့ပါတဲ့အတွက်ကြောင့်ကြံပန်းလာပါလေမခန္ဒီမှာတော့ဒီအဘုံနဲ့နော်အာကာရတွေနဲ့ဉာဏ်ကိုနေတဲ့ဒီလိုတဲ့အတွက်ကြောင့်ပြိတ္တရေငရေကြီးချသွားတယ်ဘယ်ကြသွားတော့ဟုတ်ပြီဒီမှာတာရကနဲ့ဖြစ်နေကြဓမ္မဝတိတဲ့တရားမခန္ဒီတဲ့တရားဓမ္မဝတိတဲ့မီးလောင်ပြီးတော့အတေလို့တည်တယ်မခန္ဒီတဲ့သူများတတ်လို့ထဲထုတ်ပြီးတော့တရားဒါပေမဲ့ဒီအတေနဲ့တရားဒါတည်တဲ့သူကပြန်လာလေတော့ဟုတ်တယ်မလားဗျာကဲတို့တွေဓမ္မပိစုတော်တင်နေတဲ့ဒီနေ့နေရမှာလားတည်ရဒီနေ့ဘုရားတွေမပြန်ရမှာလားပြန်ရမှာဘုပြန်မယ်လေနော်အသက်ရှင်တော့ကျမ်းမာရေးကောင်းလို့ဘုရားပြောတဲ့ဓမ္မစရိယံနဲ့ငါဘုရားရှင်သာသနာနဲ့ပြမတာတယ်ကျင့်ကြံရတဲ့ခန္ဓာဉာဏ်ရောက်အလုပ်ကိုဉာဏ်နာလို့ပါလောကဖြစ်လာပြီးဆိုရင်လောကကိုကောင်းလာနိုင်ဖို့ကတည်းကခန္ဓာဉာဏ်ရောက်အလုပ်ကိုပါရင်စိတ်ကအော်လာမပါဘူးလားဒီကြီးရဲ့နော်ဒီကြီးပြောတဲ့အချိန်မှာအော်ဒီရဲ့ဘုန်းတော်လည်းခန္ဓာဉာဏ်ရောက်လုံးနဲ့တော့တတိယနာရီပေါ့နော်ဒီလူတက်တဲ့ခန္ဓာဉာဏ်နဲ့လုံးပါဒါပေမဲ့ဘုန်းတော်လည်းခန္ဓာပြီးတာလို့နေဘုန်းတော်လည်းမခန္ဓာသေးဘူးနော်ကြံပန်းလောက်လို့ဒီကြရင်ဘာလို့ရမှာလဲကြံချရမှာအတီကောင်းအတီဥရင်ဘာဥရမလဲဉာဏ်ဥပါဓမ္မပိစေဆိုတော့ဒီလိုကိုဒီလူတက်တဲ့အနေနဲ့ကြံပန်းလောက်အောင်တော့ကြံနိုင်အောင်ကြိုးစားခန္ဓာဉာဏ်ရောက်အလုပ်ကိုညာညာတော့ဒါဆိုရင်ကြံပန်းလာမယ်ဗျာလောကီအာယုကာမဂုဏ်တွေနဲ့ကြောက်စီပြီးတော့လောကတွေဒီတိုင်းနေသွားကြမယ်ဆိုရင်တော့ဉာဏ်မှန်လာဖို့လည်းဝါမလားဉာဏ်မှန်လာဖို့မလွယ်ဘူးနော်တတိတမတဲ့ဉာဏ်နဲ့ချင်းဘုရားသာသနာနဲ့တွေ့တဲ့အချိန်ဘုရားသာသနာရှိနေတဲ့အချိန်ဒီပြည်လမ်းပြတဲ့ပုဂ္ဂိုလ်တွေရှိနေတဲ့အချိန်မှာခန္ဓာဉာဏ်ရောက်ပြီးဉာဏ်ကလုပ်ပြီးတော့ဉာဏ်မှန်လာအောင်ဉာဏ်နဲ့အောင်ကြိုးစားပါဟုတ်ပြီလားဗျာဘုရားရဲ့စံတော်နော်အဲ့တော့ဓမ္မဝိသေသူတော်ရှင်တွေတို့တွေလည်းပြင်ရမှာပဲပြင်ရမယ့်အချိန်မှာခန္ဓာဉာဏ်ရောက်အလုတ်များများလောကမှာလားမလို့ရမှာလားခန္ဓာရရင်ဖြစ်ပြီးတော့ဘာဖြစ်မှာလဲပြတ်မှာဖြစ်ပြီးတော့မပြတ်တဲ့ရာဟုရှိသလားဗျာမရှိဖြစ်ပြီးတော့ပြတ်တာကသစ္စာနဲ့ပဲဒီကဘာတက်တာလဲဒုက္ခသစ္စာဖြစ်ပြီးတော့ဒုက္ခတွေကိုသိချင်ရင်ပြတ်ကြရအောင်ပါပဲအဲ့ဒီပြတ်တာကိုသိအောင်အဲ့ဒီလောကလားမလို့အောင်လားဖြစ်ပြီးတော့ပြတ်တာဘာသစ္စာလဲသိတဲ့ယင်နဲ့ဉာဏ်ကဘာသစ္စာလဲမတ္တသစ္စာဘာသစ္စာလို့ဒီကဖြစ်ပြကိုတို့တို့နဲ့သိအောင်ဘာဉာဏ်နဲ့လုပ်မယ်မတ္တိရှိပါအကျင့်တရားနဲ့ကြည့်ရမယ်။ဘာနဲ့ကြည့်ရမှာလို့မတ္တိရှိပါအကျင့်တရားပေါ်မှာနိုင်ကောင်းကောင်းတန်တန်ရှောက်ပြီးဆိုရင်ဖြစ်ပြကိုပြိတ္တရဲ့မြင်လာမှမြင်ဘူးလား။အဲဒါမှဖြစ်ပြကဘာသစ္စာဒုက္ခသစ္စာသိတဲ့မြင်တဲ့ဉာဏ်ကဘာသစ္စာမတ္တသစ္စာခန္ဓာဥပါဒံကံတိတာဘာသစ္စာအမှုရသစ္စာခန္ဓာမြုပ်ရင်းခန္ဓာမဖြစ်တာဘာသစ္စာဒီလောကသစ္စာသစ္စာလေးချက်ဆိုင်မှာဒုက္ခတွေကြံမှတ်လာပါတယ်နော်သစ္စာလေးချက်မဆိုင်သမျှတော့ဒုက္ခတွေပြန်ရင်မျက်နှာနဲ့ပြန်ဖို့ရပါတယ်။ဘာနဲ့ပြန်ဖို့လဲလောကနဲ့ပရိဒေဝနဲ့ဘုရားပြောတယ်နော်မာဂန္ဒီပြန်သွားတယ်လို့အမုန်းကြီးနဲ့ပြန်ရပါလိမ့်မယ်။ဒါကြောင့်မို့လို့ခန္ဓာဉာဏ်ရောက်သစ္စာသိအောင်ပြိတ္တရေညာညာလောက်ရမှာလားနည်းနည်းလောက်ရမှာလားညာညာလို့ရင်ညာညာကြံမှန်းလာမယ်ဗျာဟုတ်ပြီလားမလုံသေးရင်တော့ကြံမှန်းလာဖို့ပဲပါမလားအမမေစီသူတော်ကျင်သူတော်ကောင်းတဲ့ကြောင့်မို့လို့သက်ရှင်တော့ကြမှာရင်ကောင်းတော့လုတ်ပြရတဲ့အချိန်မှာခန္ဓာဉာဏ်ရောက်ဖြစ်တဲ့ဒီကိုသိအောင်မတ်ရင်၈ပါးအကျင့်တရားနဲ့
ကြည်ကြံပွားများအားထုတ်ပြီးတော့ပြန်ပန်းလာအောင်ကြိုးစားနိုင်ကြပါစေလို့တိုက်တွန်းရင်းဖြင့်ဘုံဘုံတို့ရဲ့ဒီညဓမ္မသဘင်ကျေးဇူးသက်ဗာတရားလည်းကပြန်ပန်းလာပါစေနော်လူသမီးတို့ပြောတာတဲ့တူကပြန်ပန်းလာတော့မယ်တူကပြန်ပန်းလာပါဘူးသူဘာနဲ့ပြန်သွားတာလဲဆိုတော့ကြည့်လိုက်တော့ခန္ဓာဉာဏ်ရအလုပ်ရဲ့ဉာဏ်ကလောက်တဲ့အတွက်ကြောင့်ပြန်ပန်းလာပါလေဟုတ်ကဲ့ခန္ဓာဉာဏ်ရောက်ဉာဏ်မှမလို့ရင်ပြန်ပန်းလာလို့ရပါမလားရောင်းလို့ပြန်ပန်းလာအောင်ခန္ဓာဉာဏ်ရောက်အလုပ်ရဲ့ဉာဏ်ကလောက်ကြလားဒီတိုက်တွန်းခြင်းအရမတနိဂမတယောတသဗ္ဗတသဗ္ဗေဒုက္ခသာမိသုနောတေနနရကာရဝသုတရောအရမတအသရှိပြတတိသာမိယုသလကြလာကိုလောက်လိကေမတအပိတေကြောင့်တော်အသဝိတောက်လောင်မနာယုသလိုက်ကြလာကိုလောက်ယုံတထတစစ်တဲ့တစစ်မြေတကယ်မြင်အောင်မလင်ပုံသေးကျိုးသားပြီးပွားများအထောက်လိုက်ကြလာကိုလောက်ဟူ၍သတ္ထမန္တုလိုရဲ့ဆရာဘုရားမြတ်စွာကဒေတိတိကရုဏာရှိသံမေတ္တာဖြင့်ဟောကြားတော်မူခဲ့ပါ၏တည်းသာဓုသာဓုသာဓုဆက်လက်ပြီးခန္ဓာစီစဉ်ကြရဓမ္မပူဇာလူငယ်များဆက်ကပ်လူများခြင်းဖြစ်ပါလေရှင်ဗျာဒီဖြစ်ပါ၏ဆရာတော်ဘုရား၏ကပ္ပိယကာရကအဖြစ်ဆောင်ရွက်ပေးနေပါယံ။ဘာယုံတို့ရမဟာဝိနာယမကျောင်းတဲ့ဒီဘောဘကနာယကဥပ္ပေမူကဒီစားစွာဖြင့်တိုင်ကြပါခင်ဗျာ။တရားဝဲပါနေလို့ရှင်ဘာယုံကြီးရွာနေဥဇဝိတော်တော်တမောင်သူနေခိတ္တစင်ကိုမိသားစုမှာဓမ္မပူဇာလူတော်ကြီးစက္ကာတိကျစက္ကတူရပေးပါယံလေးစားစွာဖြင့်ပန်ကြပါခင်ဗျာသာဓုသာဓုသာဓုဆက်လက်နံပါတ်3မိဘများပူဇာ၍အထေရုဒါယကဝိတ္တတွင်အထေရုဒါယကမတော်ရင်တွင်တမိမယူရမိုးရှင် USA ကားဖလိုက် USA မိသားစုတို့မှာဓမ္မပူဇာလူတော်ဝင်ကျက်ဆယ်ခြင်းကျက်စက္ကတူရပေးပါယံလေးစားစွာဖြင့်ပန်ကြပါလေခင်ဗျာသာဓုသာဓုသာဓုဆက်လက်ပြီးမစ္စတာဝတ္တဟိရိယဒေါ်ဤတွေတာဒစ်ပန်ရန်ဒမ်မိသားစု USA မှာဓမ္မပူဇာတော်ဝင်၅သိန်းကျပ်စက္ကတူရပေးပါယံလေးစားစွာဖြင့်ပန်ကြပါလေခင်ဗျာသာဓုသာဓုသာဓုဆက်လက်ပြီးရိုင်းဝန်းကြီးရွာနေဥပယတွင်တော်ဆက်ဆက်ရေးဥတည်ဆွေအချမ်းကြီးရောင်းဝယ်မိသားစုမှာဓမ္မပူဇာလူတော်ဝင်၃သိန်းကျပ်စက္ကတူရပေးပါယံလေးစားစွာဖြင့်ပန်ကြပါလေခင်ဗျာသာဓုသာဓုသာဓုဆက်လက်ပြီးဂိုင်းဝန်းကြီးရွာနေဥဝင်းနေတော်ဒီရာဝင်နှင်းမောအိမ်ချမ်းကြီးရောက်ဝေရေးမိသားစုမှာဓမ္မပူဇာလူတော်ဝင်၃သိန်းကျပ်စက္ကတူရပေးပါယံလေးစားစွာဖြင့်ပန်ကြပါလေခင်ဗျာသာဓုသာဓုသာဓုဆက်လက်ပြီးဂိုင်းဝန်းကြီးရွာနေဥမောင်ပိုင်တော်ဤကျိုးတမိမတ်ပြည်ကံကမိသားစုမှာဓမ္မပူဇာလူတော်ဝင်၃သိန်းကျပ်စက္ကတူရပေးပါယံလေးစားစွာဖြင့်ပန်ကြပါလေခင်ဗျာတိတ်လို့လည်းဖြစ်တယ်သာဓုသာဓုသာဓုဆက်လက်ပြီးဂိုင်းဝန်းကြီးရွာနေဥချစ်ဆွေတော်ဝန်းချစ်မိသားစုတို့မှာဓမ္မပူဇာလူတော်ဝင်၅ကောင်းကျပ်စက္ကတူရပေးပါယံလေးစားစွာဖြင့်ပန်ကြပါလေခင်ဗျာသာဓု
ဆက်လက်၍ဂိုင်းဝတိရောနေကရတုဥဝှချွေအားကြီးပြုမှန်၍ဇတိတော်ဆန်းကြီးတမိမတ်မြင့်အောင်ပိသားစုတို့မှာဓမ္မဘုဒ္ဓလူတော်ဝင်၅000ကျပ်ဆက်ကလူတန်းပေးပါရန်ဒေသစွာဖြင့်ပန်ကြပါရခင်ဗျာအာဒုသာဒုသာဒုဆက်လက်၍ဂိုင်းဝတိရောနေဖခင်ကြီးဦးထွေးရွှေမိခင်ကြီးတော်မြတ်တော်အားမှုထား၍ဖရာယိတဒီကလေးမောင်လေးနဲ့မိသားစုမှာနဝဓမ္မဘုရားလူတော်ဝင်၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးသားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍ဂိုင်းဝတိရောနေဆရာလေးတော်သူဓမ္မစာရီမိသားစုတို့မှာဓမ္မဘုရားလူတော်ဝင်3ကျပ်ဆက်ကလူတန်းပေးပါရန်လေးသားစွာဖြင့်ကြောက်ထားပန်ကြပါရခင်ဗျာသာဓု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 ဆက်လက်၍ကာယဝတိပါနေကိုဝင်းစောဒေါသူကောင်စတဲ့မိသားမိတုမိသားစုမှာဓမ္မဘုရားလူတော်မင်း၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍ကာယဝတိပါနေဥစိတ်မြဒေါရတုမိသားစုတို့မှာဓမ္မဘုရားလူတော်မင်း၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍ကာယဝတိပါနေဥပြည့်ဘုဒ္ဓဘာသာရေးမိသားစုတို့မှာဓမ္မဘုရားလူတော်မင်း၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍ဂိုင်းဝတိပါနေဆရာကြီးဦးရွှေဝင်းဒေါရကတမိသားစုတို့မှာဓမ္မဘုရားလူတော်ဝင်၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍ကာယဝတိပါနေဥယျာဉ်နိုင်အောင်ဒေါတနာဝင်းကာလင်းမောင်ဇွတ်တဲ့နဲ့မိသားစုတို့မှာဓမ္မဘုရားလူတော်ဝင်၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍အမေဝတိပါဥစုအချုပ်ရည်ဦးဆန်းဦးဒေါ်ထိုက်ထိုက်အောင်မိသားစုတို့မှာဓမ္မဘုရားလူတော်ဝင်3ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍ဂိုင်းဝတိပါနေဥအောင်သူဝင်ဒေါ်အေးဝါတမိလေးမိုင်ရွေးတိကိုမိသားစုတို့မှာဓမ္မဘုရားလူတော်ဝင်၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာသာဓုဆက်လက်၍ဂိုင်းဝတိပါနေဥချက်တီဒေါ်တော်မြတ်မိသားစုတို့မှာဓမ္မဘုရားလူတော်ဝင်၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍ဂိုင်းဝတိပါနေဥမောင်လွန်ဒေါ်ကိတ္တရီမိသားစုတို့မှာဓမ္မဘုရားလူတော်ဝင်၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍ဂိုင်းဝတိပါနေဥအောင်ဆန်းဒေါ်ကိဝင်းမိသားစုတို့မှာဓမ္မဘုရားလူတော်ဝင်၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍ဂိုင်းဝတိပါနေဥပ္ပိုလ်တိကျော်ကျော်မိသားစုတို့မှာဓမ္မဘုရားလူတော်ဝင်၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍ဂိုင်းဝတိပါနေဥတ္တန်တော်ဝင်ဒေါ်တိပြုဝင်တမိလေးမတ်တိကြီးမိသားစုတို့မှာဓမ္မဘုရားလူတော်ဝင်၅000ကျပ်ဆက်ကလူတန်းပေးပါရန်လေးစားစွာဖြင့်ပန်ကြပါရခင်ဗျာသာဓုသာဓုသာဓုဆက်လက်၍
来过的嘛呢，古奥那个罗开多文，大连毛铺这个古比单子嘛，他妈古单子没拿到的，这个都在没办呀，没拿多少搬家办的呀。大都，这里古文说这一边没单子嘛，他妈古单子没拿到的，这个都在没办法办的呀。这里，คนนี้ตอนนี้มีญาธรรมะไม่ฟีดูดีดูบ้างๆนี่ดูน้ำมีจะเสร็จนาทีคนจะต้องพูดออกจากสักการดูน้ำมีบ่ายอุปสรรคอุปสรรคลิซ่าสอบเนี่ยเป็นเจ้าบ่ายนะตาดูอย่างวันนี้ที่ได้มอบิเกียนมอบิตัวนี้บางทีคนที่อยากอุสุหลายคนที่อยากมาอะไรงานมาเจ้าเด็กที่เทดูโดมิกาเอาไว้ธรรมะปูซาจะเป็นดุริยญาเอาไว้เนี่ยมาดีดูเราไม่สู้ๆบอกเลี้ยงเด็กคนเด็กนี่ธรรมะไม่สวยคนเลี้ยงการมีดูแลวิจะเสร็จนาทีคนจะต้องกู้ดอกเจ้าสู้ๆบอกมาเด็กกู้นี่คนจะต้องกู้ดอกเจ้าธรรมะปูซาไว้ที่เนี่ยดูแลในมาเจ้าดูแลจะมาอาโลกาลุคนในยังไงเจียมองกับอะไรเพียสาธุစနေပြီခန္ဓာစီစဉ်9ရာသူနာမှုစုစုတော်ရေစက်တုချနာပြေးဝေနေဖြစ်ပါလေရှင်ဗျာသူဖြစ်ပါလေကတိတော်မင်္ဂလာအောင်ပွဲဓမ္မပူဇာနှင့်အောင်ပွဲမြ၏သူနာမှုစုစုတော်ရေစက်တုချနာပြေးဝေနေပါယံရာယုန်ကြီးရမဟာသရဓမ္မကျောင်းတဲ့ကြည်ဦးစီးပဒနာနာယကတက်စီဖြစ်တာပူဇော်ဆရာတော်ဘုရားမှာသူနာမှုစုစုတော်ရေစက်တုချနာပြေးဝေနေပါယံဘုရားတပည့်တော်ခြေတော်တော်ဥက္ကဋ္ဌတယောက်ထားတန်ကြပါလေရှင်ဗျာဘာသာပြုတာအားတဲ့လာလို့ကိုယ်တဲ့လာအားတဲ့ကိုယ်တဲ့အားကအားတဲ့ကိုယ်တဲ့အားတဲ့ကိုယ်ဒီဘုရားကောင်းကိုတော့ပါဗျာတော့ဒီကြောင့်ဒီကိုနော်ဘာမှမလေးမနောတော်နဲ့ကောင်းတော့သုံးတယ်ကိုယ်တဲ့နော်ဒါပြီးတော့ဒီကြောင့်တော့ဟုတ်တယ်လောက်လို့ရဟုတ်တယ်နော်နောက်ပြီးတော့ဒီထဲမှာဟိုဒီကြောင့်ကဒီမှာပြီးကြတာဘုရားလာရေးတော့တရားနာတဲ့ပုဂ္ဂိုလ်တွေအတွက်ချမ်းသာတာနာနိုင်ဖို့အခင်းအရေးကြီးလားမကြီးဘူးလားအခင်းကနော်ဒီလည်းငါရေးပြီးတော့16သိန်းမှပြီးတော့ဒီဆိုရင်တော့ဒီသာဓုက10သိန်း26သိန်းကျော်ခင်းဒါတော့မှဒီလည်းနော်အဲ့ဒီကုသိုလ်တွေလည်းပဲနှောက်ဟုတ်ပြီလားဒီလည်းငါဒီအခင်းကြီးဒီကြောင်းထဲမှာဘာမှပေါင်းလို့ကောင်းပြီးကုသိုလ်ပဲကုသိုလ်လည်းခင်းပြီးတော့နိုင်အောင်16သိန်းကျော်နော်ဒီလိုရင်တော့ဒီကနေ့ပါ10သိန်းအားလုံးပေါင်းခင်းကြီး16သိန်းကျော်ကြာ16သိန်းကျော်ရဲ့အနေဓမ္မဘုရားက30သိန်းနော်အဲ့ဒါကိုအားလုံးပြန်ယူလိုက်တယ်ဘာလို့ပြောရအောင်အာသုအာသုအာသုကဲဘာလို့ဒီလိုချမ်းနော်ဒီအမောဘာဒီလိုပါနာဒီလိုစတဲ့ဒီလိုပါဒီလိုစတဲ့အားလုံးကဘာလို့ဒီလိုဒီလိုကောင်းသူရဲ့ဒါနသီလဘာဝနာကောင်းမှုတွေကိုအောင်ဝဲမှုတွေကိုဉာဏ်ဉာဏ်ဆိုင်ဆိုင်အမြောက်ကိုကြားရအောင်အားလုံးလိုက်ဆိုရဤတို့ပြုရမြတ်ဘုံညာကြောင့်ချမ်းမြပြ
iti Dememiti Shipi Kaucha Lamakaupe Yauyavanu Totovawa Jilayale Dukha Vida Yamakapa Makam Bhudamya Makiyave Makam Bhudamya Maniyave Makam Bhudamya Makayave Java Isha Megalago Vedata Danyasita Yanik Yakku Yudamya Yabhagayogo Nipasaya Siddhahane Goma Samjya Udamne Jama Samjya Jamdamne Javango Samjya Javangamne Yago Samjya Yasamne Yago Samjya Yasamne Vingo Samjya Vinsamne Yogo Samjya Yosamne Nayango Samjya Nayansamne Javago Samjya Javasamne Sadhana Samjya Sadhana Samjya Ayesvalue Shidanya Kaudam Hongkong Nanjit Shidanya Vidiyato Yajabasi Singawiti Yatvita Dupasita Ugo Anya Say,
ကိုယ်စီရင်ကင်းပါစေကိုယ်စိတ်နဲ့ပြောင်းကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ဆရာတော်ကံတော်ကိုသာသနာကိုဘယ်လိုလားဆောင်ရွက်နိုင်ပါစေဆရာတော်ဘေးရန်ကင်းပါစေစိတ်စီရင်ကင်းပါစေကိုယ်စီရင်ကင်းပါစေကိုယ်စိတ်နဲ့ပြန်ကျမ်းပါစွာဖြင့်ချမ်းသာ